ရခိုင်ပြည်နယ်ဖြစ်စီလာမဖြစ်စီလာကျွန်တော်မသိဘူးမဲ့ကျွန်တော်တို့နောက်တစ်ချိန်မှာရခိုင်ပြည်နယ်ကိုအာဆာကတိမ့်ပိုက်သွားရင်အဲ့ဒီအပြည့်သူ့ရှိမှရှိတယ်ဆိုအေးထုံးမြနိုင်မှာပြည့်ရှိတယ်ထုံးမြနိုင်ညိုထုံးအောင်လို့မှာပြည့်ရှိတယ်ခိုင်ဒုက္ခမှာပြည့်ရှိတယ်မင်းအတွေ့ခေါ်ဒီလောက်တော့ရှိုးလိုက်လားဟမ်မင်းက6000နဲ့မှ800ဇာကျုံမျိုးမင်းဘိုးမဘာဖြစ်လဲအရခနိုင်ငံတစ်ခုလုံးကိုအာဆာသိမ်းသွားလို့ရှိရင်ဘိုးရှုပ်ထုံးမြနိုင်ဒေါက်တာညိုထွန်းအောင်ပြန်ကြရဲ့ဥခိုင်ဒုက္ခဒီလူတွေကိုဒီလူတွေကြောင့်ဖြစ်တယ်လို့မင်းပြောချင်တယ်ပေါ့ငါတို့အရခနိုင်ငံတို့တစ်ခုလုံးကအာဆာလက်အောက်ကြားသွားတောင်မှကျွန်တော်တို့ဘိုးရှုပ်တို့ဒေါက်တာညိုတို့ပြန်ကြရဲ့ဌာနကဥခိုင်ဒုက္ခတို့အပြစ်နည်းနည်းလေးမှကိုမမြင်တာမင်းသိထားဖို့ကောင်းတာကမင်းသာ24နာရီဘိုးမအဖြစ်နဲ့နေလိုက်ဝါဒတွေသိမဖြစ်နဲ့ဟုတ်ပါငါတို့အရခနိုင်ငံသူနိုင်ငံသားတွေကပညာတတ်တယ်လကဘာမှာတောင်မှတော့လကဘာကိုပြလဲအောင်အခုရောက်နေပြီရခိုင်သားတွေနော်မင်းသိထားဖို့ကောင်းတာကဘာမှာတယောက်ပဲရှိတယ်ဘယ်သူလဲသိလားငါပြောပြရမလားမင်းစာအုပ်နဲ့ဖက်လိုက်အောင်မင်းရခိုင်သားတွေသွေးခွေးလို့ကိုွေးမယ်ထင်နေလားဟုတ်ပါမကိုွေးဘူးမင်းတို့ဘုံငုံတယ်ဘိုးမတွေပဲကိုယ်မှာနော်ငါတို့အာရကန်လူမျိုးတွေကကလော်လဲအောင်ရောက်မဲ့နေနေတာကလော်နဲ့ညော်တဲ့မိမတော်တရားမရှိဘူးဂျုံမျိုးမင်းကောင်းကောင်းသိထားလိုက်ဒါကငါကမင်းကိုလေမင်းကိုလန်စတိတ်တွေနဲ့ကျစ်တွေခေါင်းပေါင်းနဲ့ပြောတာမဟုတ်ဘူးဒါငါအတွေ့ခေါ်ကငါထမင်းစားလို့ငါရင်နှွေးချင်းတောက်လို့ခုံဘဝပြောလိုက်တဲ့စကားဂျုံမျိုးမင်းကြားလို့ရှိရင်မင်းဖေးလောက်တယ်ဒီစကားကြိုင်ဟုတ်ပါမင်းတစ်သက်လုံးမပါစေဘူးဘို့ဒီကောင်တွေရဲ့ခေါင်းထဲမှာမစင်တွေပဲရှိတာပေါ့နော်ဒီကောင်တွေကိုဒီထက်အများကြီးပိုပြီးဖြုတ်ရမှာဖြုတ်တာလည်းတကယ်အားရစရာကြီးပဲဒီထက်ပိုပြီးတော့လေပြောတဲ့နေဘောမတယ်ခွေးမသားတယ်မင်းမစီဖာမစီပဲနဲ့မွေးတဲ့ကောင်ကဘလို့လို့တည်မှန်မှာတော့တည်မှန်တော့အမေအာယုံနဲ့စောင်းတာပေါ့နော်အဲ့လိုမျိုးပြည်သူတွေကိုဒုက္ခပေးတဲ့နေရာထဲမှာဒီကောင်တွေကဒီထိတ်ဆုံးကနေပြီးတော့ဇရင်ပေးတဲ့ကောင်တွေဖြစ်တယ်နိုင်ပြည်တွေပေးတဲ့ကောင်တွေဖြစ်တယ်ပြည်သူကိုအစိတ်ခဲတဲ့အထက်မှာဆိုလို့ရှိရင်လည်းဒီကောင်တွေကထိတ်ဆုံးကပဲအဲကြောင့်ဒီကောင်ကိုဖြုတ်တဲ့ဟုတ်စားကိုတကယ်လည်းအားရတယ်တကယ်လည်းကြည်နေတယ်အဲကြောင့်စောစောကဖြုတ်သွားတဲ့အကိုကြီးကိုလည်းအရင်ကြီးကျေးဇူးတင်တဲ့စကားပြောရှင်တယ်